ဒါကကျွန်တော်တို့ရဲ့ AR မြစ်ကြီးဖြစ်ပြီးနိုင်ငံရဲ့အလဲပိုင်းကိုဖျက်ဆီးကလူတန်းပေါင်းများစွာမိခိုနေရတဲ့အသက်သွေးကြောလဲဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ချင်းတွင်းမြစ်နဲ့ AR မြစ်ဖျားပိုင်းကရွှေတူးဖော်မှုတွေလိုဓာတုစွန့်ပစ်မှုတွေကြောင့်ဆိုးဆိုးဝါးဝါညစ်ညမ်းနေပြီဖြစ်တယ်လို့စိုးရိမ်စရာလဲကောင်းနေပါတယ်။ရာသီဥတုဖောက်ပြန်လာမှုကြောင့်လည်းရေစီးကမ်းပြိုတဲ့ဖြစ်စဉ်တွေများလာနေပြီမို့အထူးခ ्यू ဆက်ရမယ်မြစ်ကြီးသစဉ်ဖြစ်လာနေလို့ရေအရည်သွေးနဲ့ပတ်သက်ပြီးစမ်းသက်စစ်ဆေးသင့်နေတဲ့အခြေအနေပါဒါကတော့ရှမ်းပြည်အရှေ့ပိုင်းနယ်စပ်တွေမှာရွှေတူးဖော်မှုတွေကနေစွန့်ပစ်လိုက်တဲ့ရေဆိုးတွေမှာဓာတုပစ္စည်းတွေပါဝင်နေလို့နယ်စပ်မြစ်မှာတွေးရှိရတဲ့အနာဖြစ်နေကြတဲ့ငါးတွေဖြစ်ပါတယ်ဒီလိုအစိတ်သင့်ရေနေတတဝါတွေဟာလူတန်းပေါင်းများစွာမိခိုနေရတဲ့ AR မြစ်ထဲမှာကောရှိနေပြီလားဆိုတာစဉ်းစားထားရမယ့်အရာဖြစ်ပြီးဒါဟာတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အရေးဖြစ်ပါတယ်။ AR မြစ်ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးသောရေချိုမြစ်ဖြစ်တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့တဲယူပို့ဆောင်ရေးတို့အတွက်အရေးပါဆုံးမြစ်ကြီးဖြစ်ကနိုင်ငံရဲ့အဖို့ထိုက်တန်လာတဲ့တဘာဝအရင်းမြစ်လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စပါဂျီလို့တင်စားခေါ်ဝေါ်ကြတဲ့ AR တိုင်းကစံစပါစိုက်ပျိုးရေးကဏ္ဍဟာလည်း AR မြစ်ကိုမိခိုနေရတာကြောင့်ရေအရည်သွေးကောင်းမွန်ဖို့လိုပြီးမကောင်းရင်တနိုင်ငံလုံးအကျိုးသက်ရောက်လာနိုင်ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်း AR မြစ်ကြောင်းတစ်လျှောက်ရွှေအကန့်အသတ်မဲ့တူးဖော်နေတာကြောင့်မြစ်ရေထဲမှာခဲပြဒကဒမီယမ်မက်ဂနီဆီယမ်ဓာတ်သတ္တုပါဝင်မှုနှုန်းမြင့်မားလာပြီးတော့ရေအရည်သွေးဆိုးရွားစွာကျဆင်းလာနေပါတယ်။ဒါအပြင်မြန်မာနိုင်ငံဟာတရက်ကိုစွန့်ပစ်ပစ္စည်းတန်ချိန်2000ကျော်ထွက်ရှိနေပြီးတော့65%ဟာ AR မြစ်လိုမြစ်ချောင်းအင်းအိုင်တွေမှာကျုံတယ်လို့စွန့်ပစ်တာမိရှို့တာတွေပြုလုပ်ကြတာတွေ့ရပါတယ်။ဒါအပြင် AR တိုင်းနဲ့ပဲခူးတိုင်းတို့လိုစိုက်ပျိုးရေးကဏ္ဍတွေမှာပိုးသက်ဆေးအလွန်အကျွံသုံးဆွဲကြတာကြောင့်လေ AR မြစ်နဲ့မြေအောက်ရေတွေမှာအာဆင်းနစ်ဓာတ်များပြားနေတာမို့လူတွေရဲ့ကျန်းမာရေးကိုပါဒုက္ခပေးလာနေပါပြီ။မြန်မာနိုင်ငံရဲ့အဓိကမြစ်ကြီးတစ်ခုဖြစ်တဲ့ AR မြစ်ထဲကိုတစ်နှစ်ကိုပလတ်စတစ်တန်ချိန်136တန်ခန့်ဝင်ရောက်နေတယ်လို့တန်းမြန်မာရဲ့စစ်တမ်းကထုတ်ခဲ့ပူပြီး AR ကမ်းရိုးတန်းအတွင်းမှာတစ်စတူရန်ကီလိုမီတာမှာအမိုက်ဆ8000ရှိနေပါတယ်။ဒီအချက်တွေကိုကြည့်ရင် AR မြစ်ရေဟာလူလုတ်ဘေးတွေကြောင့်ရေညစ်ညမ်းမှုအန္တရာယ်တဖြည်းဖြည်းကြီးထွားလာနေပြီးရေနေတတဝါတွေမှာလည်းဓာတုအဆိပ်သင့်မှုတန်းကိုကြီးကြီးမားမားခံစားနေရပြီလို့ယူဆရပေမဲ့မစစ်ဆေးကြသေးပါဘူးဆိုတော့ရှမ်းပြည်အရှေ့ပိုင်းနန်းခုံမြစ်ဟာမြေရှားနဲ့ရွှေတူးဖော်မှုတွေကြောင့်ဓာတုညဉ့်ညမ်းမှုများခဲ့ပြီးတော့2025ခုနှစ်ဧပြီလကထိုင်းကစစ်ဆေးရမှာငါးတွေမှာအဆိပ်သင့်နေကြတဲ့ဖြစ်စဉ်မျိုးကြုံရနိုင်ပါတယ်ဒီလိုမဖြစ်အောင်ကာနိုင်တဲ့အခြေအနေမျိုး AR မြစ်မှာမရှိတော့တာကြောင့်နိုင်ငံရဲ့အကြီးဆုံးရေချိုမြစ်ဟာအာဇနစ်ခဲပြဒမက်ဂနီဆီယမ်နဲ့ကာဒမီယမ်အဆိပ်သင့်နေတာကိုရှော့ချဖို့ကြိုးစားကြရတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံကလူတွေရဲ့အကျင့်ဟာရေဆိုးတွေစွန့်ပစ်ဓာတုတွေအမိုက်တွေကိုမြစ်ထဲမျောချလိုက်ရင်ပျောက်သွားမယ်ရှင်းသွားမယ်လို့ယူဆကြပြီး AR မြစ်ထဲစွန့်ပစ်နေကြမှုက AR လင်းပိုင်တွေတောင်ထိုင်းရောက်သွားတဲ့အထိပါပဲဆိုတော့ AR မြစ်တန့်ရှင်းဖို့ကဓာတုရေဆိုးတွေကိုစနစ်တကျစွန့်ပစ်ဖို့စိုက်ပျိုးရေးတွေမှာပိုးသက်ဆေးနဲ့မြေဩဇာအလွန်အကျွံမသုံးဖို့ပလတ်စတစ်သုံးစွဲတာကိုတတ်နိုင်သမျှရှော့ချပြီးအမိုက်ကိုစနစ်တကျစွန့်ပစ်ကြဖို့ပါ